ဆောင်ရွက်ကြမေနော်ဓမ္မစကုထောင်းတောင်းများစွာနော်ချက်တန်ကိုမျိုးတက်လန်းမို့နော်ဘာသာဝိလက်စင်ကံမို့လက်တွဲစွာနော်တို့မြေတို့သွေးသားတို့ဤအားပြီးလို့တို့တွေပြောပညာပေါ်ကျင်နာနေမအောင်ညမနာတို့များပါပါဆိုပေါင်းအားနဲ့ဆောင်ရွက်ကြမေနော်ဓမ္မစကုထောင်းတောင်းများစွာနော်မျိုးစတဲ့လူငယ်များဟာငါတို့ရဲ့အနာဂတ်ပါနော်သမိုင်းတွေတောင်းဝန်တွေပဲအသေးဆွေးမှတ်နော်အခက်အခဲတွေလဲအားခဲလို့ကြုံဖြစ်ရမယ်နော်မြတ်ခတာဆိုရင်တော့တွေးလက်တွေခိုင်မြဲစီပေါ်စွမ်းသမျှအထမ်းများလက်ပြလို့လဲလာပါလေနော်ထက်တန်သူမျိုးတက်လာမို့နော်ဘာသာဝိလက်စင်ကံမို့လက်တွဲစွာနော်တို့မြေတို့သွေးသားတို့ရေအားပြီးလို့တို့တွေပြောပညာပေါ်အကျဉ်းနာမိမအောင်ညမနာတို့များပါပါစပေါင်းအားနဲ့ဆောင်ရွက်ကြမေနော်ဓမ္မစကုထောင်းတောင်းများစွာနော်ချက်တန်ကိုမျိုးတက်လာမို့နော်ဘာသာဝိလက်စင်ကံမို့လက်တွဲစွာနော်တို့မြေတို့သွေးသားတို့ရေအားပြီးလို့တို့တွေပြောပညာပေါ်အကျဉ်းနာနေမအောင်ညမနာတို့များပါပါစုပေါင်းအားနဲ့ဆောင်ရွက်ကြမေနော်ဓမ္မစကုထောင်းတောင်းများစွာနော်မျိုးစတဲ့လူငယ်များဟာငါတို့ရဲ့အနာဂတ်ပါနော်သမိုင်းတွေတောင်းဝန်တွေပဲသက်ဆွေးမှတ်နော်ခက်ခဲတွေလဲအားခဲလို့ကြုံဖြစ်ရမယ်နော်မြတ်ခတာဆိုရင်တော့တွေးလက်တွေခိုင်မြဲစီပေါ်စမ်းသမျှအတန်းများလက်ပြလို့လဲလာပါလေနော်ချက်တန်ကိုမျိုးတက်လာမို့နော်ဘာသာဝိလက်စင်ကံမို့လက်တွဲစွာနော်တို့မြေတို့သွေးသားတို့ရေအားပြီးလို့တို့တွေပြောပညာပေါ်အကျဉ်းနာနေမအောင်ညမနာတို့များပါပါစုပေါင်းအားနဲ့ဆောင်ရွက်ကြမေနော်ဓမ္မစကုထောင်းတောင်းများစွာနော်စုပေါင်းအားနဲ့ဆောင်ရွက်ကြမေနော်ဓမ္မစကုထောင်းတောင်းများစွာနော်
ဒီနောက်ကပေါင်းကြစလုံးတွေကိုဖတ်ပြီးတန်းစီပြီးလည်းလုပ်ပြတာဘုံတို့အစီအစဉ်လေးတစ်ခုဒီမှာရောက်သွားလို့ပါအနောက်ကိုဘက်စလုံးတွေဘက်ကိုအကုန်လုံးတန်းစီခဲ့ပြီးပါညနာဒီဘက်ကိုမမှုပါနဲ့နောက်ကိုလဲတာလဲမကြည့်တာနဲ့လဲကြည့်မအောင်မြင်တော့ပါဘူးเนาะလဲကြည့်လို့မရပါဘူးတရားမှတ်နေလေရပါတယ်ရှင်မလေးခွေကထိုင်နေပါအဲ့တိုင်းလေးရပါတယ်လဲမကြည့်ပါနဲ့စီစဉ်ပေးတဲ့လူကျေးဇူးတင်အနေနဲ့ပြလိုက်တာမျက်စိလေးမိတ်ထားကြပါနော်လဲမကြည့်ပါနဲ့ခဏလေးကလေးကြောင့်တရားထိုင်တော့မလုံးနဲ့လေမပြူနဲ့လေနော်ဆရာမလေးနော်ခဏလေးနော်လဲမကြည့်နဲ့နော်လဲကြည့်ရတော့သိစပါဘူးလဲမကြည့်ပါနဲ့ကလေးတွေတစ်နှစ်ပတ်လုံးတရားထိုင်ခိုင်းတာနော်ဆရာမတွေနောက်ဆုံးအထိလားသင်တန်းစင်းကုန်ပြီးတဲ့အနေနဲ့တရားမှတ်ခိုင်းတာညာပေါင်းများစွာလည်းအေးလေးပြက်တာအာရုံတွေလည်းရတော့မှလည်းမသိပါဘူးဘယ်ကနေလည်းမကောက်အောင်တော့လဲမကြည့်ရင်ကျင်နေပြီနော်မျက်စိလေးတွေမိတ်ထားပါရှေ့မှာမှန်ကြည့်နေရတယ်လို့ကြည့်နေပါဆရာဆရာမနော်အားလုံးမျက်စိမိတ်ထားပေးပါဆရာကျမတို့မျက်စိမိတ်တယ်လို့ဘုံဘုံကတိပေးပါသလားကတိမပေးရင်ထုတ်ဆိုးပါစေဗျာဘုံဘုံကဒီဘက်ကို1 2 3လို့ခေါ်ရတဲ့အချိန်မှာလေပထမတစ်ချိန်မှာမျက်စိမိတ်ထားပါမယ်နော်ရှည်လန်း3လန်းလန်းပြီးတော့နောက်တစ်ချိန်1 2 3ဆိုမှဆရာမတို့ကမျက်စိကိုဖွင့်ရပါမယ်ခိုးပြီးတော့မကြည့်ရပါဘူးလိန်နဲ့လားညာတဲ့လူရုပ်ဆိုးပါစေနော်ဒီဆုံးဟုတ်ပြီ1 2 3